ဘရာဇီးလက်ရွေးစင်အသင်းကနေအနားယူသွားပြီးဖြစ်တဲ့နေမာဂျူနီယာကိုဂုဏ်ပြုပွဲလုပ်ပေးဖို့စီစဉ်နေတဲ့ဘရာဇီးဘောလုံးအဖွဲ့ချုပ်မင်္ဂလာပါဘရာဇီးဘောလုံးလောကရဲ့တမိုင်းဝင်အခိုက်အတန့်တစ်ခုကိုမကြာခင်အချိန်တွင်းမှာကျွန်တော်တို့တွေမျက်မြင်ကြုံတွေ့ရတော့မှာပဲဖြစ်ပါတယ်ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကတော့လက်တလုံးမှာလက်ရွေးစင်အသင်းကလေအနားယူသွားတဲ့အသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့နေမာဂျူနီယာကိုကြီးကျယ်ခမ်းနားတဲ့တရားဝင်ဂုဏ်ပြုနှုတ်ဆက်ပွဲကိုကျင်းပပေးဖို့ပြင်ဆင်နေပါတယ်အဆိုပါအခမ်းအနားတွေအတိအကျရဆွဲကိုတော့မတတ်မှတ်ရသေးပေမဲ့အစီအစဉ်ရေးဆွဲခြင်းနဲ့ဆွေးနွေးမှုတွေကိုတော့စတင်အကောင့်ထဲပေါ်နေပြီလို့သိရပါတယ်ဒီလိုဂုဏ်ပြုပွဲကျင်းပဖို့ဆုံးဖြတ်လိုက်တာဟာဘရာဇီးလိုဘောလုံးသမိုင်းကျွယ်ဝတဲ့နိုင်ငံအတွက်အတော်လေးထူးခြားတယ်လို့ပြောလို့ရပါတယ်နေမာကတော့ကျွန်တော်မကြသေးမီကနော်ဝေးကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာဘရာဇီးလက်ရွေးစင်ဘွားကနေအနားယူခဲ့မယ်လို့ကြေညာခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ပထမဆုံးကြေညာချက်ကိုပြည်သက်အများစုကမယုံကြည်ခဲ့ကြဘူးပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့နေမာဂျူနီယာကတော့ TNT ရုပ်သံလိုင်းနဲ့အင်တာဗျူးတစ်ခုမှာငါရဲ့ဆုံးဖြတ်ချက်ကိုပြင်ဆင်တော့မှာမဟုတ်ဘူးလို့အတည်ပြုပြောကြားခဲ့ပါတယ်နေမာကတော့လက်ရွေးစင်နိုင်ငံအသင်းအတွက်ပွဲပေါင်း180ကစားထားပြီးတော့ဂိုးကတော့ကျွန်တော်တို့ဂိုး80အထိသွင်းယူပေးနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီဂိုးအရေးတက်ကတော့ဘရာဇီးဘောလုံးသမိုင်းအတွက်သမိုင်းဝင်စံချိန်တစ်ခုလို့ပဲပြောရမှာပဲဖြစ်ပါတယ်ဆိုတော့နေမာကတော့ခုလိုနိုင်ငံအသင်းကလေအနားယူသွားခဲ့ပေမဲ့ကလပ်အသင်းနဲ့အတူသူ့ရဲ့ခရီးကတော့ဆက်ရှိနေအောင်မှာပဲဖြစ်ပါတယ်ဆိုတော့နေမာပရိသတ်တွေကတော့ဘရာဇီးအင်ကြီးနဲ့နေမာကစားတာကိုမြင်တွေ့ရတော့မှာမဟုတ်ပေမဲ့ကလပ်အသင်းတွေမှာတော့သူ့ရဲ့ကစားဟန်တွေကိုဆက်လက်မြင်တွေ့ရအောင်မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နှောက်လာမဲ့ကမ္ဘာဖလားပွဲစဉ်တွေနိုင်ငံပွဲစဉ်တွေမှာတော့ကျွန်တော်တို့တိတ်ပြီးတော့မကြည့်ကျင်တော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့အားပေးတဲ့ကစားသမား3ယောက်ဖြစ်တဲ့ကျွန်တော်တို့ခရစ္စတီယာနိုရိုနယ်ဒိုမက်ဆီကျွန်တော်နေမာဒီလိုကစားသမားတွေကနှောက်လာမဲ့ကျွန်တော်တို့နိုင်ငံအသင်းနဲ့ပွဲစဉ်တွေပါဝင်တော့မှာမဟုတ်ဘူးဖြစ်တယ်ပေါ့နော်ဆိုတော့အာဂျင်တီးနားမှာဆိုလို့ရှိရင်ကျွန်တော်တို့လီယိုနယ်မက်ဆီပါမှကြည့်ကျင်တယ်ပေါ်တူဂီမှာဆိုလို့ရှိရင်ခရစ္စတီယာနိုရိုနယ်ဒိုပါမှပေါ်တူဂီပွဲကိုကြည့်ကျင်တယ်ဘရာဇီးအသင်းမှာလည်းဒီတိုင်းပဲကျွန်တော်နေမာပါမှကျွန်တော်ဘရာဇီးပွဲစဉ်ကိုကြည့်ကျင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့လက်မခံနိုင်လဲကျွန်တော်လက်ခံရမယ်ကိစ္စတွေဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ညီကိုတို့ရဲ့အမြင်ကရောဘယ်လိုမြင်ကြလဲဒီဗီဒီယိုရဲ့ကွန်မန့်လေးမှာဝင်ရောက်ဆွေးနွေးပေးကြလို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ကြောင်းပြောကြရင်းနဲ့ပဲဗီဒီယိုလေးကိုဒီမှာရန်နာကြပါတယ်